Mobile Legends ဆိုတဲ့သူတွေကြားမှာရေပန်းစားတဲ့ NCC နဲ့ NCB ဆိုတဲ့အရာတွေကိုဘယ်လိုလုပ်တင်လဲဆိုတာကိုကျွန်တော်ပြပြပေးမယ် NCB ဆိုတဲ့အရာကိုခဏထားပါဘာလို့လဲဆိုတော့သူကဗီဒီယိုလေးလုပ်ပြီးတော့တန်းတိတ်ုံနဲ့ဒိုင်းမွန်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ NCC ကိုအရင်သွားမယ်ညီကိုတို့ NCC ဆိုတဲ့အရာကတော့ညီကိုတို့အသိရဲ့အတိုင်းပဲနည်းနည်းတော့ခက်တယ်ဒါပေမဲ့သူကလည်းတင်ပုံတင်နည်းနဲ့ကိုတင်မဲ့ platform တွေပေါ်မူတည်ပြီးတော့ဒိုင်းမွန်အနေအများလဲကွာသလိုမျိုးဘယ် platform တွေမှာတင်ရင်ဘယ်လိုတွေဒိုင်းမွန်ရမလဲဆိုတော့ကိုကျွန်တော်ပြပြပေးမယ်ညီကိုတို့အဲ့ဒါကြောင့်မလို့ကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ကတင် subscribe လေးနှိပ်ပေးခဲ့ကြပါဦးညီကိုတို့ subscribe ပါ 3K အထိကျွန်တော်သွားမှာမလို့ပါစလိုက်ရအောင်ညီကိုတို့ NCC ဆိုတဲ့အရာကိုလုပ်မယ်ဆိုရင်တော့အရင်ဆုံး Discord မှာ NCC ရဲ့မြန်မာ server ကို join ရမှာဖြစ်ပြီးတော့ညီကိုတို့ NCC join ပြီးသွားပြီဆိုရင်တရားမဲ့ platform 3ခုရှိပါတယ်ညီကိုတို့ Facebook ရှိမယ် YouTube ရှိမယ် TikTok ရှိမယ်ညီကိုတို့တရားမဲ့ platform တွေပေါ်မူတည်ပြီးတော့လဲ Diamond အနေအများပမာဏကလည်းကွာသွားတယ်ညီကိုတို့ TikTok မှာဆိုရင်တော့ညီကိုတို့တွေ view တွေဘလောက်ပဲကောင်းကိုယ့်ရဲ့ကိုယ်နဲ့မကောင်းဘူးဆိုရင်တော့ Diamond ရမှာမဟုတ်ပါဘူး Facebook မှာလည်းထုံးလေး၎င်းပဲ view တွေရပြီးတော့ကိုယ့်ရဲ့ကိုယ်နဲ့ကမကောင်းဘူးဆိုရင်လည်း Diamond ရမှာမဟုတ်ပါဘူးဒါပေမဲ့တခုတော့ရှိပါတယ် YouTube မှာလည်းကိုယ့်ရဲ့ကိုယ်နဲ့ကလေးနည်းနည်းကောင်းမယ်ဆိုရင်တော့ Diamond မရဘဲနဲ့တို့ကျွန်တော်တို့ဒီ NCC point ဆိုတဲ့အရာတွေရမှာဖြစ်ပါတယ် NCC point ဆိုတဲ့အရာတွေရရင်ဘာလို့ကမလဲဆိုတော့တို့ skin train ကတည်းကလဲလို့ရတယ်လို့မျိုး skin အပိုင်ရင်လဲလို့ရတယ်ကွာအဲ့ဒါကြောင့်မလို့ညီကိုတို့ကိုကျွန်တော်ကအကြံပေးချင်တာက TikTok မှာကျွန်တော်တို့ attention ရှာပြီးတော့ view တွေရမယ်အစားကျွန်တော်တို့ YouTube မှာလည်း NCC ကိုနဲ့ခလေးလာတင်ပြီးတော့ NCC join လို့ရပါတယ်ကိုတို့က K1 လမ်းကြောင်းဘက်ကိုရှောက်မယ်ဆိုရင်လည်း TikTok မှာဆိုရင် follower 3000လိုပြီးတော့ YouTube မှာဆိုရင် subscriber 3000ဝင်လို့ရဆိုတာညီကိုတို့သိပါသလားအဲ့ဒါကြောင့်မလို့ YouTube မှာ NCC ကိုနဲ့ခလေးတင်ရင်းနဲ့ညီကိုတို့တွေ K1 train လို့ရပါတယ် NCC ကိုနဲ့ခလေးတင်မယ်ဆိုရင်ညီကိုတို့တွေကတော့ view 4-5-600နဲ့ကို diamond တွေ point တွေရပါတယ် TikTok မှာဆိုရင်တော့ view 1000-2000ပဲပြောနေ view 4-5000ရှိရင်တော့မှ diamond ရဖို့မလွယ်ကူပါဘူးညီကိုတို့ပြီးတော့လည်းကျွန်တော်တို့ဒီဟာတွေကကျွန်တော်ဖြတ်သန်းလာတဲ့တစ်ချောင်းမှာရှုံခွင့်ရတဲ့ပြဿနာတွေပေါ့နော်ကျွန်တော် TikTok မှာကျွန်တော် CC join နဲ့ view တွေအများကြီးရတယ်ဒါပေမဲ့ diamond တွေလုံးဝမရဘူး point တွေပဲရတယ်အဲ့ပြဿနာတွေကြုံရတယ်ဒါပေမဲ့ကျွန်တော် YouTube မှာဗီဒီယို2ပုတ်3ပုတ်ပဲလာတင်တယ်လာတင်တဲ့ဗီဒီယို2ပုတ်3ပုတ်လောက်က diamond တွေအကုန်ရတယ်ကွာအဲ့ဒါကြောင့်မလို့ညီကိုတို့တွေကိုပြောချင်တာက K1 ရှောက်ဝင်လဲ YouTube မှာလွယ်ပါတယ် view 900ပဲလိုပါတယ် TikTok မှာဆိုရင်တော့ view 1000လိုပြီးတော့ကျွန်တော်တို့တွေ follower 3000လဲလိုပါတယ် view 1000ရှိအောင်နဲ့ K1 အောင်လားဆိုတော့လဲ TikTok မှာ view 1000ရှိအောင်နဲ့ K1 မအောင်ပါဘူးဘာဖြစ်လဲဆိုတော့ TikTok platform မှာ K1 6တဲ့လူတွေအများကြီးမလို့ပါညီကိုတို့အဲကြောင့်ကျွန်တော် recommend ပေးချင်တာကတော့ညီကိုတွေ K1 လမ်းကြောင်းပေါ်ကိုရှောက်မယ်ဆိုရင် YouTube ကနေရှောက်တာပို့ပြီးတော့အဆင်ပြေပါတယ်ညီကိုတို့သိချင်တဲ့အကြောင်းအရာတွေရှိရင်လည်းကျွန်တော်ရဲ့ comment အောက်မှာရေးခလို့ရပါတယ်ညီကိုတို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe ကလေးနှိပ်ကတည်းနှိပ်ပေးကြပါဦးညီကိုတို့ကျွန်တော် TikTok မှာတော့ K1 ဖြစ်သွားပြီကျွန်တော်အခု YouTube မှာလည်း K1 train လို့ subscriber 3000ကို9ချင်ပါတယ်ညီကိုတို့အဲကြောင့်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe ကလေးနှိပ်ပေးကြပါဦးညီကိုတို့အားလုံးရမ်းချစ်ပါတယ်ကျွန်တော်ကတော့မောင်ဝိရှာပါ